လူငယ်တူကဒီသတင်းစာတိုက်မှာပုံတူလေးတွေဆွဲဖို့ဆိုပြီးတော့တွားပြီးတော့မှအလုတ်လျှောက်တယ်အလုတ်လျှောက်တဲ့ခါကျတော့အဲ့သတင်းစာတိုက်ပိုင်ရှင်သို့မဟုတ်သတင်းစာတိုက်မှာသူ့ကိုအလုတ်ခန့်တဲ့သူကဘာပြောလိုက်လဲဆိုတော့ငါတဲ့တော်တော်ကိုတီထွင်နေဆိုရက်နေရာမှာတော်တော်ကိုညံ့တာပဲတီထွင်မှုဆိုတာမင်းမမရှိသလောက်ပဲမင်းမ original ideas တွေလည်းမင်းမမရှိသလောက်ပဲတဲ့အဲ့တော့မင်းကငါတို့အလုတ်မခန့်နိုင်ဘူးတဲ့အဲ့လူငယ်လေးကိုအဲ့လိုပြောထုတ်လိုက်တယ်ဒါပေမဲ့အဲ့လူငယ်ကသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိတယ်ယုံကြည်မှုအပြည့်ရှိတယ်သူကိုယ်တိုင်ကဘာလဲဆိုတော့ငါကဘယ်သူမှမလုံနိုင်တဲ့တီထွင်ချင်စားမှုတွေနဲ့လုံနိုင်တယ်လို့သူကိုယ်သူ100%ယုံကြည်တယ်ယုံကြည်ရင်းနဲ့အဲ့လူငယ်ကသူ့ဘာသူစိတ်ကူးထဲမှာ fantasy wall လို့ခေါ်တယ်သူ့ဘာသူစိတ်ကူးထဲမှာပုံဖော်ပြီးတော့မှစိတ်ကူးယဉ်ပြီးတော့မှသူပကြီးတွေကိုစူးစမ်းပြီးတော့သူဆွဲလိုက်တာအခုချိန်မှာဆိုလို့ရှိရင်သူ့ရဲ့စတင်ခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီးတော့မှလူပေါင်းများစွာရဲ့အမောတွေကိုပြေစေနိုင်တယ်လို့လူတွေကို entertainment မြောင်များစွာပေးနိုင်တယ်လူတွေကိုအလုပ်ကိုင်အခွင့်အလမ်းတွေအများကြီးပေးနိုင်တဲ့ company တစ်ခု entertainment company တစ်ခုအနေနဲ့ယက်တည်နေပြီ